ိုက်တယ်ဒီမှာ BKK ပိတ်ဖောက်ဒီတစ်ပတ်ထပ်ဝေ့လာပြီနော်ပုံစံဒီဇိုင်းလေးတွေလည်းအရန်လှတယ်မေမေလေးဒီတစ်ခေါက်လေးနော်ပစ္စည်းကြော်ညာလေးတွေတက်တက်လေးပဲပြသွားလောက်တော့မယ်နော်ဘာလို့ဆိုဒီအပိုင်းလေးတွေမေမေမအားတော့ရင်ထပ်မပြဖြစ်တော့မှာဆိုလို့နော်ဒီမှာပါဒီမှာခါအနာအလိုင်းတော့ကလေးနဲ့ဒီဘက်အသစ်ဝင်တဲ့ဒီဇိုင်းလပင်း၄တောက်လေးနဲ့နော်လပင်းအဝိုင်းမကြိုက်တဲ့သဲတွေဒီမှာရွေးလို့ရပါပြီဒီမှာပိတ်ဖောက်လေးနော်ဒီမှာပါဒါလေးကအဖြူလေးလဲပါလိမ့်မယ်နော်ဘာလို့ဆိုတော့အခုကမမဝင်းနေနေတယ်ဆိုရင်မုံထမိတ်လေးနဲ့ဝစ်ချင်တဲ့သဲလေးတွေဆိုရင်လာရွေးလို့ရနေပါပြီဒီဒီဇိုင်းလေးအရင်လှနော်ဒီမှာနော်ဒီဒါကခါဒီဇိုင်းအတွန့်ကလေးနဲ့ဒါပုံသစ်ဒီပတ်ထွက်တဲ့ပုံသစ်ကာလာထဲမှာကျတော့မေခဏပြတဲ့အပြလေးပါမယ်နောက်ပြီးဒီရောင်လေးအရင်ဘိုးဆန်နဲ့အသားဖြူတဲ့လူဝေဝေညူတဲ့လူဝေဝေအရင်လှတယ်ရွှေညူလေးပါလိမ့်မယ်နောက်ပြီးဒီမှာဆမင်းဝါလေးပါတယ်ဆမင်းဝါလေးလည်းအရင်လှတယ်နော်လက်ကားသမားလေးဆိုင်မလာယူလို့ရနေပါပြီမင်းဒီရဲ့ပိုင်းကြော်ညာလေးတွေပြသွားလို့ရှိရင်မင်းပစ္စည်းလေးတွေနဲ့အရင်လှုပ်ရှုပ်နေလို့ပါပစ္စည်းတွေအများကြီးဝင်လာတဲ့အတွက်เนาะဒီမှာဆိုအဖြူစော့စော့လေးရမယ်ဒီအဖြူလေးကလေမင်းနဲ့လုံးဝစိုးစရာမလိုတဲ့အဖြူရောင်မျိုးလေးเนาะဒါလေးကကြတော့ဒါလေးကမိတ်ကပ်အနှုတ်ကလေးဒါလေးတွေကကြောက်လေ तू စကတ်ဝင့်မလားဘောင်းမီဝင့်မလားထမိုင်ဝင့်မလားအသက်အရွယ်မရွေပဲဝင့်လို့အရန်လှတဲ့ဒီဇိုင်းကလေးချို့သူကောင်မလေးတွေဘောင်းမီတူတူလေးစကတ်တူတူလေးနဲ့ဝင့်လဲအရန်လှတဲ့ဒီဇိုင်းမျိုးလေးတွေပါဒီမှာပါเนาะဒီမှာပါအယောင်လေးတွေကဖုန်းထဲလေးဒီအောင်ပဲအပြင်မှာလည်းဒီအောင်ပါကြတော့နောက်တစ်ပုတ်เนาะဒါလေးလည်းအရန်လှတယ် तू ကစိုက်နေတဲ့အပွားလေးပေါင်ချိန်အပြည့်ဆိုရင် तू ကပေါင်ချိန်130 140 150 160 180 180လောက်ထိကိုကောင်းကောင်းထားပြီးဝေလို့ရပါတယ်။ तू ကကြတော့အောက်ကဂျင်းစကတ်ဝင့်မလားထမိတ်ဝင့်မလားဘောင်းမီဝင့်မလားအရင်စီမြေတယ်။လူအရွယ်စားမရွေးပါဘူး။ဘယ်လိုပြောလူအရွယ်စားမရွေးဘူးဆိုမြင်ပြောချင်တာကအသက်အရွယ်မရွေးပါဘူး။ကိုအောက်ကတွဲပြီးဝတ်တဲ့ပုံပေါ်မှာမူတည်ပြီးတော့အသက်ကြီးတဲ့ပုံတက်ငယ်တဲ့ပုံပေါက်စေတဲ့အကြီးဒီဇိုင်းမျိုးစားလေးတွေပါ။ကာလာကမေခဏဝတ်ကပြသွားတယ်။စနွေးဝါရမယ်။နောက်ပြီးဒါလေးကသခွားအနှုတ်လေးရမယ်။ဖုန်းထဲလည်းဒီအောင်မယ်အပြင်မှာလည်းဒီအောင်မယ်အယောင်မပြောင်းနေပါဘူးเนาะဒါလေးကတော့အဖြူစွတ်စွတ်လေးเนาะအောက်ကမော်ထမိတ်လေးနဲ့ဝှစ်ရှင်တဲ့သေးလေးဆိုလို့ရှိရင်လည်းလာရွေးလို့ရပါပြီအဲ့ဒီအဖြူကကြောက်လေမဲနဲ့လုံးဝစိုးစရာမလိုတဲ့အဖြူရောင်မျိုးလေးပါနောက်ပြီးဒါလေးကတိတ်ပြရောင်လေးသူကကြတော့လေခါအနာလိုင်းလေးတွေကစအရန်လှတယ်เนาะအရန်ကိုလှလောနေသူက BKK ပစ္စည်းလေးဖြစ်တဲ့အတွက် quality ဘိုင်းကစိတ်ချပြီးယူလို့ရတယ်เนาะဒါလေးကကြတော့ဆင်ဆွဲရောင်လေးပါဒါလေးကကြတော့အသားဖြူတဲ့လူပဲဝေးဝေးညိုတဲ့လူပဲဝေးဝေးနေရမရွေးဝေးလို့အရန်လှတဲ့ကာလာအယောင်မျိုးလေးကာလာအငိမ့်လိုင်းလေးပေါ့เนาะတကယ်လို့အကြိုက်တွေ့လို့အားပေးမဲ့ဆိုရင်မမေစုလာမယ်ဆိုလို့ရှိရင်အမှတ်နေ7တလန်းရင်မြောက်ရွယ်ရွှေဘိတ်သူ fashion ဟောင်းမှာလည်းအောင်အားပေးနိုင်ပါတယ်ရင်းမျိုးရပါရှင်တကယ်လို့တခြားသောမျိုးလေးတွေကဖုန်းဆက်ပြီးမှယူအားပေးခြင်းနဲ့ဆိုလို့ရှိရင်ဖုန်းဆက်မဲ့ဆိုရင်39ခေါ်8ခွန်934ရောက်ဆက်သွယ်နိုင်ပါတယ် Viber နံပါတ်ဆိုလို့ရှိရင်တော့968 950ဒီကိုကနေပြီးတော့လည်းဆက်သွယ်မှယူမိမြန်နိုင်ပါတယ်ရိုင်းရရောက်နိုင်တဲ့နေရာမှာလည်းမင်းအရောက်ဝှချစ်စနေခေနဲ့ပို့ဆောင်ပေးနေပြီဖြစ်တဲ့အတွက်ချစ်တော့ cash တက်မှာ donation နေနေစိတ်ချယုတ်ကြည်စွာနဲ့လက်လီရောလက်ကရောအားပေးနိုင်ပါတယ်ရှင်